ယာကုပ်ဤအိမ်မက်နှင့်အချစ်ယာကုပ်ကဤတော်ရဲ့တားဦးအရာကိုလူယူခဲ့တာကြောင့်အိမ်ကနေထွက်လာခဲ့ရပါတယ်။ဤတော်ကယာကုပ်ကိုတတ်ဖို့လှုပ်တာကြောင့်ဖြစ်တယ်။ယာကုပ်ကဦးလေးလာဗန်ရဲ့အိမ်ကိုရောက်ခဲ့တယ်။အဲ့ဒီမှာလာဗန်ရဲ့သမီးယာခေလကိုချစ်ကြိုက်ခဲ့တယ်။ဤတော်ကညီယာကုပ်ကိုအယမ်းမုန်းတီးခဲ့တယ်။ယာကုပ်ကတားဦးအရာနဲ့ဖျားသခင်ရဲ့ကောင်းချီးမင်္ဂလာကိုလူယူခဲ့တာကြောင့်ဖြစ်တယ်။ဒီကောင်တစ်နေ့ငါနဲ့တွေ့မယ်။တားဦးအရာဆိုတာအထူးကောင်းချီးကိုခံစားရပြီးအိမ်မှာအဖေနဲ့တူတဲ့သားတစ်ယောက်ပဲဖြစ်တယ်။ယာကုပ်ကအကိုရှောင်ပြေးပြီးအဝေးဆုံးကိုတွားရတဲ့အပြင်အခြားမရှိခဲ့ပါဘူး။တညမှာနေဝင်ပြီးကျယ်ရီအများကြီးတောက်ပနေခဲ့တယ်။ယာကုပ်ကကြီးပြီးချုံမွေးတဲ့ကြောက်တုံးကိုခေါင်းလှုပ်ပြီးအုံအိတ်ခဲ့တယ်။ယာကုပ်ကအိမ်မက်မက်ခဲ့တယ်။အိမ်မက်ထဲမှာကောင်းကင်ကိုထိတဲ့လှေကားရှည်ကြီးပေါ်မှာကောင်းကင်တမန်တွေကတက်လိုက်ဆင်းလိုက်လုပ်နေတယ်။လှေကားထိပ်မှာဖျားသခင်ရဲ့အတန်ကိုကြားရတယ်။မင်းအိမ်နေတဲ့နေရာကိုမင်းနဲ့မင်းရဲ့မျိုးဆက်ကိုပေးမယ်။ယာကုပ်ကအိယာနိုးလာပြီးဆက်ပြီးသွားတယ်။ရေတွင်းတွင်းကိုရောက်တဲ့အခါတိုးချောင်းနေတဲ့မိန်းကလေးကိုတွေ့ခဲ့တယ်။ယာကုပ်ရှာနေတဲ့ဦးလေးလာဖက်ရဲ့သမီးတစ်ယောက်ဖြစ်တယ်။ယာကုပ်ကယာခိလကိုသဘောကျခဲ့တယ်။ဦးလေးယာခိလကိုပေးမယ်ဆိုရင်9နှစ်လောက်ခမယူပဲအလုပ်လုပ်ပေးမယ်။9နှစ်ကမျက်စိတက်မဲ့အတွင်းမှာပဲပြီးဆုံးသွားတယ်။ယာကုပ်ကယာခိလကိုအယမ်းချစ်တာကြောင့်ဖြစ်တယ်။ယာကုပ်ကလာဗန်ကိုပြောလိုက်တယ်။ဂတိထားတဲ့အတိုင်းယာခိလနဲ့လက်ထပ်ပေးပါ။ဒါပေမဲ့လာဗန်ကယာခိလကိုမဟုတ်ပဲသမီးကြီးလေအားကိုပေးလိုက်တယ်။လာဗန်ကယာကုပ်ကိုပြောလိုက်တယ်။မင်းနောက်ထပ်9နှစ်အလုပ်လုပ်ပေးရင်နောက်9နှစ်ကြာရင်ယာခေလနဲ့လက်ထပ်ပေးမယ်။ယာကုပ်ကဦးလေးရဲ့စကားအတိုင်းလုပ်ခဲ့တယ်။ဒီလိုနဲ့ယာကုပ်ကယာခေလနဲ့လေအားကိုဇနီးအဖြစ်ရခဲ့တယ်။ယာကုပ်ကနောက်ထပ်9နှစ်အတွင်းတရိษံတွေကိုထိန်းချောင်းပေးခဲ့တယ်။အဲ့ဒီအချိန်အတွင်းဖျားသခင်ကယာကုပ်ကိုသားတွေအများကြီးမွေးဖွားတဲ့ကောင်းချီးကိုပေးခဲ့တယ်။ယာကုပ်ကတိုးမြင်းနဲ့ကလက်အောက်တွေအများကြီးရရှိခဲ့တယ်။ယာကုပ်ကတထိတ်ဖြစ်လာခဲ့တယ်။ယာကုပ်ကိုတင်နှံပေးတဲ့လာဗန်ရဲ့အိမ်။ယာကုပ်ကဤတော့ကိုရှောင်းပြီးဦးလေးလာဗန်အိမ်ကိုသွားခဲ့တယ်။အဲ့ဒီမှာအလုံးကျိုးကျိုးဆဆလုပ်ခဲ့တယ်။လာဗန်ရဲ့ဒုတိယမြောက်သမီးယာခိလကိုမြင်မြင်ချင်းကြိုက်မိတယ်။ယာကုပ်ကကိုမြင်ရောက်မိတဲ့အချိန်တွေရှိလာတယ်။အရင်တော့ကကိုယ်တိုင်မှားခဲ့တဲ့အရာတွေကိုစဉ်းစားပြီးစိတ်သက်လူတွေဖြစ်လာခဲ့တယ်။တာဦးအရာကိုရယူခဲ့တဲ့ယာကုပ်ဖြစ်ပေမဲ့တာဝန်ကိုစ조사လုပ်ပြီးချစ်တဲ့လူကိုမှန်ကန်စွာရရှိခဲ့တယ်။